စင်ဘက်ရဲ့စွန်စားကမ်းများအပိုင်သုံးမျက်လုံးတစ်လုံးနဲ့မကောင်းဆိုးဝါဟိုင်းဒီတယောက်တိပါအော်ဟိုင်းမင်းစကားသိမပြောဘူးနော်ဟုတ်လားဟုတ်တယ်မဟုတ်ဘူးဟိတ်တဲ့သူနဲ့စုံနေတာငါ့ကိုနာမည်လေးတော့မပြောပြဘူးကွာမင်းသူ့ကိုကြောက်နေတာလားတစ်ငါငှက်ကြောက်တွေကမကြောက်ပါဘူးငါတင်မဘောကလူကိုပဲကြောက်တာသူ့လက်ထက်ကနေစမ်းတွေးကိုလူယူနေတဲ့အချိန်မှာဖြစ်သွားတဲ့သူ့မျက်နှာကိုမင်းတွေ့လိုက်ဖို့ကောင်းတယ်ကွာအဲ့လိုမလုံးနဲ့တော့ကွာမင်းအဲ့လိုလုပ်လို့သူတို့ငါတို့အစာမကျွေးတော့တာကွာသူတို့ကကြောက်လွယ်တယ်လေဒီလူတွေကဒါငါမှမဟုတ်တာဟေးငနဲကောင်လေးမင်းနာမည်ဘယ်လိုခေါ်လဲငါနာမည်တိုးပါဟိုင်းတိုးသူကတော့တစ်ငါကတော့တက်ပြောပါဦးမင်းဘာလို့ဒီလောက်ထိတ်လန့်နေရတာလဲကွာအားလုံးမကြောက်ရမှာလဲမင်းတို့ကငါတက်ဖို့အကောင်ကြီးတယ်လေအဲ့ဒါမှန်ပါတယ်ဒါပေမဲ့တယောက်ယောက်အမြဲကိုယ့်တက်ကြီးနေမှာပဲဒါကတဘာဝပဲကွာအဲ့လိုမျိုးဖြစ်နေလို့ဘယ်သူမှကြောက်နေစရာမလိုပါဘူးကွာမဟုတ်ဘူးဘယ်သူမှလူသားတွေလောက်မကြီးကြဘူးငါသာလူသားဖြင့်သိကောင်းမှာဟိုးအားလုံးတော့မဟုတ်ဘူးထူးဆန်းတဲ့ကျွန်းကြီးပေါ်မှာလေလူသားတွေထက်အများကြီးပိုကြီးမားတဲ့ကြောက်စရာကောင်းတဲ့တရားတွေရှိတယ်ကွာမျက်လုံးတစ်လုံးနဲ့မကောင်းဆိုးဝါးအကြောင်းကိုမကြားဘူးသေးဘူးမလားမလို့ဟိုးမင်းခုပူပန်နေပြီမလားတို့ငါမင်းကိုအခုရဲရင်ချင်းဆိုတဲ့ပုံမြင်ကိုပြပြမယ်အဲ့ဒါဘလောက်ပဲကြီးကြီးသေးသေးရဲရင်ချင်းကပိုရေးကြီးတယ်ဆိုတဲ့အကြောင်းမင်းကိုပြလိုက်မယ်အိုးစင်မဲငါသိတယ်ဒီပုံမြင်လဲကတော့စင်မဲပုံမြင်လေးမလားပြီးတော့ဒါစင်မဲပုံမြင်လေးတစ်ပုတ်ပဲကွာလာသွားကြမယ်ဘလို့မကောင်းဆိုးဝါးစီကိုမဟုတ်ဘူးမောင်ဝေးအိုးပါကြီးကြီးပြပြရေတီတာပုံပြင်ဟောင်းတွေပြလိုက်ပါကျိုးစိုးပါတယ်တွေ့လက်တက်ကနေကျိုးစိုးပါတယ်ငါတို့သူရဲကောင်းရဲ့အိမ်စင်ဘက်ရဲ့အိမ်လီကွာထဲငါနောက်ဆုံးတစ်ခေါက်ပုံပြင်နောက်ထောင်တော့ကစင်မဲကလူကြီးတောင်ဖြစ်နေပြီမလား तू ဟာလူကြီးတယောက်ပဲလေနေဟုတ်နည်းနည်းထပ်ပြီးတော့ငါတို့သွားကြည့်ကြရအောင်ပြီးတော့ဒီလိုအဆုံးသတ်တာပဲဟုတ်တယ်ဒါစင်ဘက်ပဲစင်ဘက်ကတင်မောသားတယောက်နောက်ဆုံးစွန်စားမှုအပြီးမှာစင်ဘက်ကလူချမ်းသာဖြစ်လာခဲ့တယ်သူဟာသူ့အတွက်အိမ်ကြီးဆောက်ပြီးတော့သူ့မျိုးကလူတွေအများကြီးကိုကူညီခဲ့တာပေါ့စင်ဘက်ရဲ့ဂုဏ်သတင်းကတရက်ထက်တရက်ပိုပြီးကြော်ကြခဲ့တာပေါ့ဟေးစင်ဘက်ငါနဲ့တခြားလူတွေဘက်ဆိုးရကိုရွှန်းလင်းကြမလို့အဲ့ဒီကနေပြီးတော့တခြားနေရာတွေကိုကုံသွယ်ဖို့ဆက်သွားမယ်မင်းရောငါတို့နဲ့လိုက်ချင်လားအိုးလိုက်ချင်တယ်ငါရွက်မလို့ရတာအတော်ကြာပြီပဲဘက်ထဲမှာရှိတဲ့အကောင်းဆုံးကုန်စီတွေကိုစုဆောင်းလိုက်တော့မယ်ဒီခီးအတွက်โอเคကောင်းပြီငါတို့ဒီတစ်ပတ်အတွင်းထွက်ကြမယ်စင်ဘက်ကသမောပေါ်မှာရက်တက်တစ်ပတ်တွေကြောင်းရွက်လင်လာခဲ့ပြီးတော့ရေတွေကလည်းခါတိုင်းတက်ပို့ပြီးတော့ငြိမ်သက်နေတယ်သူတို့ရွက်လင်တာအဝေးကြီးကိုရောက်လာပြီလေဒီလူနဲ့တညတော့မုံတိုင်းတိုက်ပါလို့ရောကွာโอ้မပြေဘူးဘယ်လိုပြေးရမှာလဲပြေးကြငါတို့ကဘယ်လိုပြေးရမှာလဲပြေးရမှာလဲကူညီရောငါတို့ကိုမထားခဲ့နဲ့ကပတိန်နေပါဦးကူညီရောငါတို့ကိုမထားခဲ့ပါနဲ့ကပတိန်နေပါဦးအိုးမပြေဘူးနေဦးငါတင်မောကိုပြန်လှည့်လိုက်မယ်နေမီလဲတော်တော်ကျန်းနေတယ်သင်းမောကိုလည်းလှည့်လို့မရဘူးနေဦးမင်းတို့အတွက်ငါလှည့်ချပေးလိုက်မယ်ယူလိုက်ကုန်တယ်တွေကမုံတိုင်းတွေကြားထဲမှာပဲတန်ကောင်းထောင်းမှပြီးလေကိုရသွားကြတယ်သူတို့ဒီပုံမြင်မြင်တက်လိုက်ကြတယ်လေဒါပေမဲ့ရေတွေကလေကိုတခြားဘက်ကိုဘူးတီကိုလွတ်လိုက်တယ်လေလော်တာအသက်ရှင်အောင်လို့မဖြစ်ဘူးငါတို့ဒီမှာတည်လိုက်မယ်လေကိုရထားတာဒီပေါ်မှာသေဖို့မဟုတ်ဘူးကွာဆန္ဒရှိတယ်ဆိုရင်နီးလန်းဆိုတာရှိတယ်ငါတို့ကျွန်းတကျွန်းတွေးတဲ့အထိမနာတမ်းလှော်ချမယ်သူတို့ကကျွန်းတကျွန်းတွေးဖို့မျှော်လင့်ချက်နဲ့လေရောညမှာလှော်ကြတယ်ဒါပေမဲ့နေရာတိုင်းမှာရေကလွယ်ပြီးဘာမှမတွေ့ဘူးနောက်ဆုံးမှာတော့ဟာထားကြတော့အကုန်လုံးငါတို့အသက်ရှင်ပြီဒီမှာကျွန်းတကျွန်းကွာလာသွားကြမယ်โอ้ဟုတ်တယ်ဒါကကျွန်းမယ်ကွာဒါပေမဲ့ဘာမှကြီးကြီးမားမားမမျှော်လင့်နဲ့အောင်
တောင်တင်ကြံခဲ့တဲ့ကျွန်းတွေမှာကြောက်စရာပုံမြင်တွေရှိတယ် တောင်းတင်နေအဲ့ဒါကဘာကိုပြောတာလဲ ဒီလိုလူတွေမနေတဲ့ကျွန်းကိုတောင်တင်နေတဲ့ကျွန်းလို့ခေါ်တယ်ကွာစင်းမယ်ဒါကတော့မကောင်းနိုင်ဘူးနော် မင်းတို့ချလိုက်လား နေဟုတ်ငါနီနီကိုတွားကြည့်လိုက်မယ် ဒါရီကဘလို့တော်မျိုးလေငါ့ကိုလို့ကူညီရော ဒါတွေကဘလို့တော်ဝါမျိုးလဲငါ့ကိုလို့ကုညီပါဦးအိုးဒါတွေကဘလို့တော်ဝါတွေလဲငါ့ကိုလို့ကုညီအောင် နေဟုတ်သူတို့အကုန်လုံးကတရိတ်ဆန်နေပဲတရိတ်ဆန်အားလုံးကြောက်ကြတာတခုရှိတယ်ကွာဟာဝေးသွားကြတရဝါကောင်းနေငါတို့နားမလာနဲ့ ဟိုးကျေးဇူးပါဘုရားသခင်ငါတို့ဒီကနေမြင်မြင်ပြေးရမယ် နေဦးငါမင်းကိုမြင်လိုက်တယ် ဒါပေမဲ့ဒီလိုကျွန်းပေါ်မှာဘယ်သူကနေပါလဲမဖြစ်နိုင်ဘူးငါတို့အဲ့ဒီကိုမတော်သင့်ဘူးငါတို့ပြန်တင်တာ ဒါပေမဲ့အဲ့ဒီမှာလူလဲရှိနိုင်တယ်တင်မောအကြီးကြီးတစ်စီးလဲရှိနိုင်တယ်ဒီလေတူးတူးလေးကငါတို့ကိုအိမ်ကိုပြန်ခေါ်သွားနိုင်မှာမဟုတ်ဘူးတကယ်လို့မှုန်တိုင်းတိုင်းဒီလေကအချိန်မရွေးပစ္စည်းသွားမှာ ငါသဘောတူတယ်ပြီးတော့တယောက်ယောက်ကဒီမှာပိတ်မိနေလို့အကူအညီတောင်းတာမျိုးလည်းဖြစ်နိုင်တယ် ဟိုးနန်းတော်ကြီးပဲကွာ အခုတော့ငါတို့တွေတကယ်တက်ရှိနေပြီကွာဟေးမဟုတ်ဘူးလား ငါတော့အဲ့ဒီလိုမထင်ဘူးဟိုမှာကြည်အောင် တနာစရာကောင်းတဲ့ဂုံတယ်တွေကသူတို့တွေဘာဆက်ဖြစ်မလဲဆိုတာကိုမသိကြဘူးပေါ့ အယိုးပုံကြီးပဲ ဒါတွေဟာတကယ်ပဲငဲ့အကြီးကြီးတွေဖြစ်လိမ့်မယ်ထင်တယ်ဒါဘလို့မှမဖြစ်နိုင်ပါဘူးကွာ ငါနောက်ဆုံးစွန်သားခန်းတော့ငှက်အကြီးကြီးအတွက်အသားတုံးအကြီးကြီးကိုပြစ်ပေးလိုက်တာကိုဂျုံခဲ့ရတယ်ကွာမင်းတို့ကိုစိတ်တက်ကြစီတယ်ဆိုရင်တောင်းမှန်ပါတယ်ကွာဒါပေမဲ့ငါအတွေ့အကြုံနဲ့ရှင်းလိုက်ရင်တော့ဒီလိုကိစ္စမျိုးကဘယ်လိုမဆိုဖြစ်နိုင်ပါလဲ ဒီနေရာစကားပြောနေရမယ်နန်းတော့မဟုတ်ဘူးကွာအခုချက်ချင်းပဲငါတို့သွားကြအောင်ကွာ အာဘာတွေဖြစ်နေရလဲ ငလင်လားအခုချိန်ကြီးတာဘယ်လိုဒုက္ခမျိုးတွေနဲ့ထပ်ပြီးရင်ဆိုင်ရမှာလဲ ဒါကငလင်လောက်တာမဟုတ်ဘူး ဟဲလာကဘာကြီးလဲ ငါဘိုက်စားတယ်ဘလို့ ပြေး ရေးကြ ပြေးကြ ပြေးရ ငါမလုံးနဲ့ချမ်းသာပေးပါယေစာမဟုတ်ဘူးအစားမဟုတ်ဘူးငါတတ်မယ် ဖေးဒီမှာကြည့်ငါမှအရသာရှိတဲ့အစားအသာရှိတယ် သူဘယ်လိုလုပ်အခုထိလိုက်လာနေတာလဲသူမမြင်ရဘူးလား ရေကြီးပေါ်ကငါတို့ချီယာကိုအနက်ခံပြီးလိုက်လာတာဆက်ပြီးပြေးတာ ဟေးငါတို့ရဲ့လေကိုမြင်နေရပြီတေးကြဟေး သူတို့အကုန်လှေပေါ်တက်ကြပြီးတော့တေကိုစပြီးလောကြတယ်ဒါပေမဲ့မကောင်းဆိုးဝါးကြီးကတော့သူတို့ကိုအလုံးမပေးသေးဘူးသူကတစ်ပင်မျိုးသူတို့ရှိတဲ့ရှိစတင်ပြစ်ချလိုက်တာပေါ့ကွာ ဘာလို့အခုထိငါတို့ကိုအလွတ်မပေးသေးတာလဲ ဘာလို့အခုထိငါတို့ကိုမြင်ရသေးတာလဲငါတို့မြင်နေမှာမဟုတ်တော့ဘူး ငါတို့ဒီဟာကိုအပြေထုတ်နေဖို့အချိန်မဟုတ်ဘူးလို့ငါတော့ထင်တယ် အိုးဒီမှာနောက်တစ်ခုထားလိုက်ပြန်ပြီလေကိုကြိုင်ရကြဟဲ့ မဟုတ်ဘူးစင်မ အာ လေကိုပြန်လဲလာ မလို့နဲ့ပြန်မလဲကြနဲ့ကိုကယ်တင်ညသွားတော့ဟာငါရည်ထဲကျသွားတာမကောင်းဆိုးဝါးကြီးမမြင်လိုက်ဘူးကျေးဇူးပါဘုရားသခင်နေဦးအဲ့ဒါဘာကြီးလဲဒါနောက်ထပ်ကျွန်းတစ်ခုငါကံကောင်းချက်ကတော့မယုံနိုင်စရာပဲ စင်ဘက်ကကျွန်းစီကိုကူးသွားခဲ့တယ်သူကအရန်ပင်ပန်းပြီးတော့မောလဲမောပန်းနေတာကြောင့်ကမ်းခြေရောက်ချင်းမှာပဲအိပ်ပျော်သွားခဲ့တယ်သူရဲ့ပြဿနာတွေနောက်ဆုံးတော့ပြီးသွားပြီလို့သူထင်နေတာပေါ့ကွာ ဦးမြူးနေတဲ့အကောင်လေးတွေအာဒီဟာတွေကဘယ်ကနေလာတာလဲအော်နေဦးငါအကြံရပြီ စင်ဘက်ကအချိန်ခဏလေးစဉ်းစားပြီးတော့စူးရှိတဲ့အပြင်အကိုင်းတချို့ကူးလိုက်တယ်သူကသူဖုံးလိုက်တယ်ငွေတွေကသူ့စီကိုအချိန်ပြင်းပြင်းနဲ့လာပြီးတော့ညောင်လင်းထားတဲ့အတိုင်းပဲပေါက်ချလိုက်တာပေါ့ကွာ ကံကောင်းတာပဲဒီ
ဒီလောက်ကြီးတဲ့မွေကိုငါဘဝမှာတစ်ခါမှမတွေ့ဘူးဟိုးငါအခုဒီကနေထွက်သွားဖို့လိုပြီ စင်ဘက်ကဇူးပင်တွေခူးပြီးတော့နေရာသေးသေးလေးပြုတ်လုပ်ပြီးအဲ့ဒီထဲမှာရက်နှငယ်နေထိုင်ခဲ့တယ်သူမှဘာစားစရာမှမရှိဘူးဒါကြောင့်သူကပိန်တဲ့ပိန်လာအားနေတဲ့အားနေလာတာပေါ့ကွာဒါပေမဲ့တနေ့ရောက်တော့ကံကြမ္မာတုတ်ပြန်လာခဲ့တယ် ဒါဖြစ်နိုင်လားဒါကအိမ်မက်မက်နေတာလားငါတခင်များအသက်ရှင်တော့မှာလားဟေးဒီမှာဟေးငါ့ကိုကေပါဦး မင်းယူမြယူနေပြီလားကွာမင်းဘယ်လိုလုပ်ဒီကျွန်းမှာလာရက်တက်နေတာလဲဒီကျွန်းမှာဘာအကောင်တောင်းညမ်းနေလဲဆိုတာ စပတ်အုံးမွေကြီးပြီးတော့နောက်တစ်ကျွန်းကျတော့မြောက်ဝင်နေနဲ့မျက်လုံးတစ်လုံးနဲ့ရှိတဲ့မကောင်းဆိုးဝါးကတောင်းကျမ်းနေတယ်ဟာအခုငါလူတွေတွေ့ပြီဆိုတော့အဲ့ဓာတွေအားလုံးကိုမေ့လိုက်ပြီငါကသင်းမောသားဆင်းပတ်ပဲငါကဘက်တက်က မင်းကဘတ်တက်ကမင်းကအရန်ကိုကန်ကောင်းတာပဲတငယ်ချင်းရဲ့ငါတို့အခုဘတ်ဆိုးရကိုပြောလွှတ်နေတာမင်းအဲ့ဒီကနေဘတ်တက်ကိုပြန်လို့ရတယ်လာပါမင်းမအံ့ဩစရာကောင်းတဲ့ပုံမြင်တွေရှိကိုရှိရမယ်အရင်ဆုံးမင်းစားဖို့တစ်ခုခုပေးမယ်မင်းကြည့်ရတာအယိုးစုနဲ့တူနေပြီကွာ ငါတို့တွေအတူတူမဖြစ်ခင်ဒီကနေမြ мян ထွက်သွားကြစို့ မှန်တော့ဗောကွာ နေအောင်တခြားကုန်တယ်တွေကရောဘာတွေဖြစ်သွားကြလဲ ဟုတ်အချိန်ခဏကြာအောင်ရွက်လင့်လာကြပြီးတော့သူတို့ကိုအိမ်ပြန်ခေါ်သွားကြတာပေါ့နောက်ပြီးတော့ရွက်လေကြီးနဲ့စုံခဲ့ကြတယ်လေကွာ တနာစရာဆင်းပဲသူ့ရဲ့ကိုယ်စီတွေအကုန်ဆုံးရှုံးသွားတယ် နာအာစင်ဘတ်ဘတ်ဆိုးရာကနေဘတ်တက်ကိုပြန်လာတဲ့အချိန်မှာလဲအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့သေးတယ်ကွာသူတို့တမောရဲ့ကပတိန်နဲ့နောက်တစ်ချိန်ပြန်ဆောင်ခဲ့သေးတယ်ကပတိန်ကသူ့ကိုတွေ့ရလို့အယမ်းဝမ်းသာသွားတယ်သူ့ရဲ့လုပ်ပေါ်ကိုင်ဘက်တွေကိုထားခဲ့ရလို့သူဘယ်လောက်ထိအပြစ်ရှိသလဲခံစားနေရတဲ့အကြောင်းလဲပြောပြတယ်ကပတိန်နဲ့တခြားကုန်သည်တွေကစင်ဘတ်ရဲ့ကုန်စည်တွေအကုန်လုံးကိုရောင်းပေးလိုက်တယ်ကွာစင်ဘတ်ရဲ့ကုန်စည်တွေအရေးသွေးကကောင်းတယ်လေကုန်သည်တွေကစင်ဘတ်ရဲ့မိသားစုကိုပတ်စံတွေပြန်ပေးချင်နေကြတာကပတိန်ကစင်ဘတ်ကိုရွှေနဲ့အိတ်နဲ့ငွေသားအချို့ကိုပေးလိုက်တယ်စင်ဘတ်ကကျေးဇူးတင်တဲ့အနေနဲ့သူ့ကိုတအိတ်ပြန်ပေးလိုက်တယ်စင်ဘတ်ကကြံတဲ့ပတ်စံတွေနန်းတော်ကြီးအကြီးဆောက်တယ်ကူညီဖို့လိုအပ်နေတဲ့နေရာတွေမှာလည်းတုံးခဲ့တယ်ကွာ ဝါတော်တော်လေးအံ့ဩစရာကောင်းတဲ့ပုံမြင်ပဲနောက်တစ်ပုတ်လောက် ဟဲ့ဟဲ့ဟဲ့အခုတော့မဟုတ်သေးဘူးကောင်လေး နောက်တစ်ခေါက်အတွက်လည်းတချို့ခြံထားရမှာပေါ့မင်းအမြဲဒီလိုလုပ်တယ်ထဲဘာလို့အနားယူကျင်နေတာလဲအဲ့ဒါတွေအားလုံးကမော်စင်အုပ်ကပြတ်တာလေကွာ ကောင်းပါပြီငါတို့ရဲ့မော်စင်အိုကအနားယူဖို့လိုနေပြီကွာသွားကြစို့အခု မင်းကတော့တော်တော်လေးပုံမျောကောင်းတဲ့သူပဲ tak ငါသိတာပေါ့ကွာ bla bla bla